အားလုံးပဲမင်္ဂလာပါကချင်ပြည်နယ်ဖက်ကမြို့နယ်နတ်မကျေးရွာမှာဖြစ်သွားတဲ့အရာလေးဖြစ်ပါတယ်ဒါကဆေးကျူးကျော်မှုကြောင့်ဒီပဲတေဝါလုံးဖြစ်သွားခဲ့ရပါတယ်ခုဆိုဖက်ကမှာကြောက်စင်းမြင်ဖြစ်ပေမဲ့အရန်အန်ဂျီများတဲ့နေရာတရားတစ်ခုဖြစ်နေပါပြီဒီကြောက်စင်းမြင်ဖြစ်တဲ့အတွက်ကြောင့်ဒီကုမ္ပဏီတွေကသူတို့မှတောင်းပြီးဖြူတယ်နောက်ပြီးမြေတိုးတယ်ဒီမိုးရတီဆိုရင်မိုးရွာတာနဲ့သူတို့တိုးထားတဲ့ကန်တွေထဲမှာရေဖြစ်လာတယ်နောက်ဆိုဒီကန်တွေကပေါက်လာပြီးမှဒီကျေးရွာကလူတွေနောက်ပြီးကြောက်စင်းတိုးတဲ့သူတွေအရန်တည်ကြတယ်ဒါကြောင့်ဒီအခုဆိုဖက်ကမှာအရန်အန်ဂျီများတဲ့နေရာတရားတစ်ခုဖြစ်နေတယ်ဒါကြောင့်သူတို့နေတဲ့တရားဒေသမှာဆိုရင်ကြောက်စင်းမြဖြစ်ပေမဲ့ဒုက္ခဆင်းရဲများစွာနဲ့နေထိုင်ရတဲ့သူတွေဖြစ်ပါတယ်အကြောင်းဒီကြီးချမ်းအဖြစ်ဒီဖက်ကဒေသကအရန်ဆင်းရဲဒုက္ခတွေခံရတဲ့ဒေသတစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုမြင်တွေ့ရပါတယ်ဒီနေ့ဗီဒီယိုကတော့လည်းပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်